ခေပုံးတော့ဝေပပုံတွေရိုးသားနိုင်တဲ့လောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားဆဲပါခေပုံးတော့ဝေမိုးရီမိုးဦးတွေကျူပြီးဆိုရင်ပန်းတီနီတွေပွင့်ပြီးဆိုရင်ချင်းချက်မရှိအယူသေးနေတဲ့တုံးပါပဲကျွန်တော်တို့ရဲ့ပုံတို့ပတ်စာလေးတွေကြောင့်ရှေ့ကားထားတဲ့သရှင်တွေတော့တခါတလေရေးပြဆိုပြပါတယ်ပူးဖလန်လေးတကောင်သူ့အတောင်ပံတွေကိုရွှေ့ချလိုက်တယ်လို့ပေါ့ဘေးလူတွေရဲ့အမြင်မှာပုတ်ပါနေပေမဲ့သူ့လေးလံပီစီမှုနဲ့သူပါခင်ဖုံးတော့ဝေဒီလူကြောင့်သာကျွန်တော်မိကိုရှောက်ပွေတရှိခဲ့ပါတယ်ကန်သုံးစင်ကိုရောက်ဖြစ်ခဲ့သေးတဲ့ရေလိုင်းလာရာအတိုင်းရေညှိပင်လေးတွေဆက်လက်ရွေလျားနေကြရေလေကျွန်းကငှက်တွေအရင်လိုတိတ်တိဖောင်ဖွင့်နေကြတရားပြစ်ကြီးရဲ့လက်ကျန်တိုင်းတွေကရေလေမှာထိုးထိုးထောင်ထောင်နဲ့လမ်းပြီးနှုတ်ဆက်တယ်အင်မတန်အထီးကျန်လာပေမဲ့ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့တချို့လူတွေအတွက်လမ်းခွဲရဆိုတာလွယ်လုံးပါတယ်ကိုအေးဖို့ကိုရှင်းပြီးထပြန်ကြရုံပဲကတ်တဲ့ခင်မုတ်တော့ရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျဲတွေဒူဝန်ကျဲကိုစိတ်နာတယ်လို့ဘယ်သူငိုနေတာလဲကွယ်ဒီမှာတိတ်ခတ်တယ်ကံပြိုနာကတစ်ပင်ကတော့မရှိရှာတော့ဘူးအဲ့ဒီလိုဆိုမှဖြစ်သူတစ်မြစ်တွေမှာညှိနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စကုလေးလေးလည်းမရှိတော့ဘူးပေါ့နှုတ်ဝတ်ထားတာလို့ကြီးကျွန်တော်စိတ်မှာထင်မိနေသေးတယ်အရှိတဲ့ရှင်တီအားလုံးသုံးငယ်ဖြစ်သွားတဲ့တော့နှုတ်ဆက်ပါတယ်ဟယ်လင်ကလာပြောတဲ့အတိုင်းဆိုရင်ခင်ပုံးတော်ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မိမပြိုကအကြာကြီးဆောင်နေမှာမို့လို့လဲရှေ့ကိုတွားနေတဲ့ယထာမှာနောက်ပြန်ထိုင်စီရင်ဝေးကွာခြင်းဆိုတာကိုပုံနာလေလာရတယ်မက်စလီဗန်တန်းတွေတရွရွကြံခဲ့ပြီဖဲကျိုးရောင်စုံတွေကြံခဲ့ပြီဖိုးရှုတရှင်တွေကြံခဲ့ပြီပန်တင်ချိုင်းကစောင့်နေမယ်ဆိုတာတွေကြံခဲ့ပြီကျောင်းသားကပြပြီးစပိန်ကားလို့ရတဲ့ဆိုင်လေးတွေကြံခဲ့ပြီဟိုးနာကတရှင်စတင်နေနေရဒီနာကအရှိစတင်နေနေရအားလုံးကြံခဲ့ပြီဘသူခေါ်သမားကြားရလို့တော့မဟုတ်ပါဘူးရွာရိုးကိုပေါကျွန်တော်ရှုပ်သွားနေကြတာဆေးစုနှစ်တစ်ခုစာတယူစနာနှစ်ယူစနာရှီယာတွေတောင်ပြားလို့ပင်လေပပင်းနဲ့ကျွန်းကြကြမှာအိတ်တဲ့အခါအိတ်တဲ့တခါတလေကန်းကြီးတွေကျုံညွန်နှဆောင်မြင်တွေခရုကိုနေဖွေးလောင်ခင်ထားတဲ့ရိုးမြေကြလမ်းကလေးတွေတခါစမ်းပြလုံးနဲ့ခင်တန်းသားရတွေခင်ပုံးတော့ဝေလိုလူစကားပြောတတ်တဲ့ပန်းပွင့်လေးတွေတခါတလေတချို့တောင်ပေါ်ရွာလေးတွေမှာတဆောင်းတနွေကျွန်တော်ပြောသလောက်နေပြစ်လိုက်တာပဲသူတို့ဘာသာစကားနဲ့ထီကျုံပင်လေးကိုရှက်တမားတဲ့ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပါပဲတခါတော့ကောင်းစင်ပေါ်ပြပြနဲ့စင်မလန်းကြတွေအရင်ကြီးကိုတုံးပြီးမုန်းချစ်တိုင်းမုန်းနေကြတဲ့ညီကိုတွေစီးစရာနဲ့လူတက်သမားနှစ်ကိုခွဲထားကြသူတွေတခါတလေဘုတုံကွေရာရှိုးတွေမြောင်တွေကွန်ကရစ်နာကျနေတဲ့မြို့ပြတွေတခါစိတ်လိုက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရေးကြစနစ်နဲ့ကျွန်တော်ကြပြဆရာဖြစ်လာခဲ့ပုံရပါတယ်မိကဘာကြီးခင်ဖုံးတော့ဝေးဟောဒီလူရဲ့